အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အတမင်ကဆိုင်မှာရှိတဲ့ဝမ်းဆက်လေးတွေထဲကမှဘတ်900မကျော်တဲ့အပြင်ဒီဇိုင်းပိုင်းမှာလည်း trend ဖြစ်နေတဲ့ဒီဇိုင်းလေးတွေကိုတစ်ထည့်ချင်းပြပေးသွားပါမယ်ရှင်ပထမဆုံးပြပေးခြင်းတဲ့ဒီဇိုင်းလေးကကြတော့ခုခေတ်စားနေတဲ့ဘောလုံးပေါင်းမိပါတယ်ဝမ်းဆက်လေးပဲဖြစ်ပါတယ်သူ့ရဲ့အယောင်လေးကလေလုံးဝ fancy ဖြစ်တဲ့အယောင်လေးပေါ့နော်ဒုတိယဒီဇိုင်းကကြတော့ဒါတော်တော်များများသိမဲ့ဖယုံသီးဝမ်းဆက်ပေါ့နော်သူ့ရဲ့အင်ဂျီဒီဇိုင်းကြောင့်လေတခြား accessory တွေမလို့သူ့ရဲ့တစ်ထည်လေးနဲ့တော်တော်လေးကိုအဆင်ပြေတယ်ဒါလေးလည်း install ရပါမယ်ရှင်နောက်တစ်ထည်ကကြတော့ဒါကအပြင်သွားတာထက်လေးကိုယ့်ကိုအိမ်မှာပို့ပို့ပပဝစ်ချင်နေဆိုတဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေရပေါ့နော်အယောင်လေးကလည်းတော်တော်လေးလှတယ်ဝစ်လိုက်ရင်လည်းအခုနေရာဒီနဲ့ဆိုတော်တော်လေးလိုက်တဲ့အင်ဂျီလေးပါအခုထပ်ပြပေးမယ့်ဒီဇိုင်းလေးကကြတော့လေမွေးနေ့ပွဲတွေပါတီပွဲတွေတက်တဲ့အခါ luxury ဆန်ဆန်လေးနဲ့လေရိုးရိုးရှင်းရှင်းလေးလှနေမဲ့ဝမ်းဆက်လေးပေါ့နော်သူကလေအယောင်2ယောင်လာပါတယ်ခုနကပြသွားတဲ့မိကိုရောင်လေးနဲ့အခုပြတဲ့အမဲရောင်လေးဆိုပြီးတော့အယောင်2ယောင်ရပါမယ်နော်အခုပြသွားတဲ့အင်ဂျီဒီဇိုင်းလေးတွေအကုန်လုံးကလေ size small size ကနေလက် size ထိရပါတယ်နော်အကယ်၍ကိုကဆိုင်မှာကိုယ်တိုင်လာကြည့်ချင်တာဆိုလို့ရှိရင်တော့အတမီတို့အကောင့်မှာပင်ထောက်ထားတဲ့လမ်းညွှန်လေးတိုင်းလာပြီးတော့အားပေးလို့ရပါတယ်ရှင်